ကျမလေးရဲ့ပေါ့နော်အကောင့်ထဲမှာပေါ့နော်အချစ်ကြောင့်မလို့တွေ့ဝေနေတဲ့သူတွေခံစားနေရတဲ့သူတွေရှိလားပေါ့နော်ရှိတယ်ဆိုလို့ရှိရင်ဒီ positive vibe ပေါ့နော်ဒီစာအုပ်လေးတဲကစာသားလေးတချို့ပေါ့နော်ဖတ်ပြပေးခြင်းလို့ပါအချစ်ကြောင့်လက်မပြောက်စေနဲ့အချစ်မှာမွန်ထူမနေနဲ့ဒီတွေခဏခဏဝင်မခံနဲ့ချစ်လို့ရတယ်ဒါပေမဲ့ကိုယ့်ကိုစိတ်ညည်းညူပြီးနာကျင်စေမဲ့လူကိုမချစ်မိစေနဲ့ကိုနဲ့အတူတိုးတက်ဖို့စိတ်အားထက်သန်သူကိုဒါလက်တွဲထားလိုက်ပါအဲ့ဒီချိန်ကိုကမပြေဆုံးသေးဘူးလုံလောက်တဲ့ကိုပိုင် income မရှိသေးဘူးဆိုရင်အိမ်အောင်မပြုတ်မိပါစေနဲ့ဘာမှအဆင်သင့်မဖြစ်သေးပဲအိမ်အောင်ပြုတာဟာဘဝမှာတိတ်မာရွက်တဲ့အချက်ပါပဲလူငယ်ဘဝမှာချစ်သူရွေးတဲ့အခါနှလုံးသားတစ်ခုတည်းနဲ့မရပါဘူးအုံနောက်ပါရပါလိမ့်မယ်အချစ်ကတဲနာရီနဲ့ဆင်တူပါတယ်နှလုံးသားဘက်ချမ်းကပြည့်ရှံသွားတဲ့အခါအုံနောက်မှာဗလာဖြစ်သွားတတ်ပါတယ်ဒါကြောင့်အုံနောက်ရောနှလုံးသားရောနှစ်ခုလုံးနဲ့စဉ်းစားဆုံးဖြတ်ပြီးအချစ်ကြောင့်ကိုယ့်ဘဝတက်လန်းမပြောင်းအောင်ထိမ့်သိမ့်တတ်ဖို့လိုပါတယ်အချုပ်အားဖြင့်လူငယ်တွေကိုပြောချင်တာကတစ်ချိန်တစ်ခါပဲရှင်သန်လို့ရတဲ့ဘဝမှာဘယ်တော့မှလူစားမဖြစ်ပါစေနဲ့တစုံတစ်ခုသောအကြောင်းပြချက်တွေကြောင့်လက်မပြောက်ပါစေနဲ့ကိုဖြစ်ချင်တာရအောင်လို့အိမ်မက်တွေစီအရောက်သွားပါပတ်စံများများရှာပါဒီချိန်မှာတွေးတဲ့ပြောစရာတွေဟာအခွန်တက်တက်ပါပဲပြီးတော့ခဏလေးပါပဲကိုသာအမြဲစူးစမ်းနေလိုက်ပါတကယ်ပြောဖို့ကောင်းတဲ့အခိုက်အတန့်တွေဟာခဏခဏကြုံရပါလိမ့်မယ်ကိုအိမ်မက်တွေတကယ်ဖြစ်လာတဲ့အခါအောင်မြင်မှုတွေတွေ့ရတဲ့အခါပတ်စံတွေအများကြီးရှာနိုင်လာတဲ့အခါငါစူးစမ်းခဲ့ပါလားဆိုတဲ့အသည့်နဲ့ကြည်နူးရတဲ့ပျော်ရွှင်ခြင်းဟာတိတ်ကိုကောင်းတဲ့ခံစားချက်ပါပဲဆယ်ကျော်သက်အရွယ်အတွင်းမှာအဓိကနဲ့တာမညာကိုခွဲခြားနိုင်ကြပါစေဒီစာလေးကိုပေါ့နော်ဒီဗီဒီယိုလေးကိုတွေးလိုက်လို့ဒီစာသားလေးကိုနားထောင်လိုက်လို့ပေါ့နော်အချစ်ကြောင့်ပေါ့လမ်းပြောင်းနေတော့မောင်လေးတွေညီမလေးတွေရှိနေခဲ့တယ်ဆိုလို့ရှိရင်အချစ်ကြောင့်လည်းလမ်းမပြောက်ကြပါစေနဲ့ကိုယ့်ရဲ့ပူကောင်းသောဘဝတွေစီကိုပေါ့နော်တက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်